ဘောလုံးကိုလက်နဲ့ကစားသူတယောက်သို့မဟုတ်လိုရီဒီလက်အဲ့ဒီခါတုန်းကဂွာဒီယိုလာနဲ့ဘာစီလိုနာတို့တီကီတာကာဆိုတဲ့ခေါင်းစဉ်အောက်မှာဘုံမီနီလာထွန်းတောက်ခဲ့တဲ့အချိန်ပါကြမ်းတမ်းခက်ထန်ပြီးအင်အားကိုအသုံးပြုရတဲ့ဘောလုံးအားကစားကိုနီးပညာကျွမ်းကျင်မှုနဲ့ဉာဏ်ရည်တို့ပေါင်းဆက်ပြီးထက်လှပပနဲ့ပြန်ဖက်တိုင်းကိုအပြိုင်လဲပြိုခဲ့တဲ့အချိန်လေးဖြစ်ပါတယ်။အဲဒီလိုဘောလုံး revolution အောင်မြင်နေချိန်မှာတိုနီပိုလစ်ရဲ့တုတ်စီတီကတော့ဂွာဒီယိုလာနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေခဲ့ပြီးသူတို့ရဲ့ကြမ်းတမ်းတဲ့တုတ်ပြန်မှုနဲ့အသင်းတိုင်းကိုရင်ဆိုင်နေတာဖြစ်ပါတယ်။ဘာစီလိုနာတို့လာလီဂါနဲ့ချန်ပီယံလိဂ်မှာလောက်တိုင်းဖြစ်နေပေမဲ့ပရီးမီးယားလိဂ်မှာစတုတ်စီတီလိုအသင်းမျိုးနဲ့ရင်ဆိုင်နိုင်ပါမလားဆိုပြီးပရိသတ်တွေကြားရေပန်းစားခဲ့သေးတာပါ။အဲဒီလိုမဆုံးဖြစ်ကြတဲ့ဥပမာတွေထက်ကစတုတ်စီတီမှာဒီလက်ဟာတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ပါတယ်။အဲဒီချင်းစတုတ်စီတီရဲ့အန်ဒီရဲ့ရှိဆုံးလက်နက်ကတော့ဒီလက်ရဲ့ထူခြားရှည်လျားပြီးတိကျတည်တတ်တဲ့လက်ပစ်ဘောတွေဖြစ်ပါတယ်။ပြိုင်ဘက်အတင်းကွင်းနဲ့တော့ကြော်လောက်မှလက်ပစ်ဘောရပြီဆိုရင်ပြိုင်ဘက်တိုင်းကစတုတ်စီတီကိုပြတလဲရင်ဆိုင်ကြရတာပါဒီလက်ရဲ့တိကျတည်တတ်တဲ့လက်ပစ်ဘောတွေဟာမကြာခဏဆိုသလိုတွင်းကိုတစ်ခုဖြစ်လာစေတဲ့ဖန်တီးမှုတစ်ခုဖြစ်သွားတတ်လို့ဖြစ်ပါတယ်ဒါပေမဲ့ဒီလက်တို့စတုတ်စီတီရဲ့ခေတ်တစ်ခုကုံဆုံးသွားချိန်မှာတော့အဲ့ဒီလိုလက်ပစ်ဘောမျိုးကိုနောက်ထပ်မတွေ့ရတော့တာပါတိကျတည်တတ်တဲ့လက်ပစ်ဘောတွေနဲ့ပရိသတ်တွေအာယုံကမဖန်ဆားနိုင်သေးခင်ကတော့ဒီလက်ဟာနေရာစုံမှာပြောင်းရွှေ့ကစားရသူဖြစ်ပါတယ်သူရဲ့ကစားသမားဘဝကို1995ခုနှစ်မှာအင်္ဂလန်တတိယတန်းကလပ်ကာလီလီမှာကစားခဲ့တာဖြစ်ပြီး1998မှာပရီးမီးယားလိဂ်မှာကစားနေတဲ့ဒါဘီကောင်တီကိုပြောင်းရွှေ့သွားခဲ့ပြီးအယ်ဗာတန်ကိုအနိုင်ရခဲ့တဲ့ပွဲမှာသူရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲကိုပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ဒါဘီအသင်းမှာပွဲပေါင်း112ပွဲကစားပြီး2000ခုနှစ်မှာအဲ့ဒီချိန်တုန်းကကလပ်ဆန်ချင်းတင်ပြောင်းရွှေ့ခြင်းပေါင်4သန်းနဲ့ဆောက်တတန်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဆောက်တတန်အသင်းမှာပွဲပေါင်း150ကျော်လောက်ကစားပြီးခဲ့ပြီး2005မှာချန်ပီယံရှစ်ကိုတန်းဆင်းသွားရတော့ဆန်ဒါလန်ကိုပြန်ပြီးပြောင်းရွှေ့ခဲ့ပါတယ်။ကံမကောင်းခြင်းတော့အဲ့ဒီနှစ်မှာပဲဆန်ဒါလန်ဟာထပ်ပြီးချန်ပီယံရှစ်ကိုတန်းဆင်းခဲ့ရလို့စတုတ်စီတီတင်းကိုအငှားနဲ့သွားခဲ့ရတာပါအငှားကစားရင်ဒဏ်ရာရခဲ့ပေမဲ့စတုတ်စီတီကတော့သူ့ကိုယုံကြည်နဲ့စာချုပ်ချုပ်ခဲ့ပြီးနောက်တရားဒီမှာပဲသူတို့ဟာပရီးမီးယားလိဂ်ကိုတန်းပြန်တက်နိုင်ခဲ့ပါတယ်2008-2009ဘောလုံးရသည့်ရောက်ချိန်မှာတော့ဒီလက်တို့ပရီးမီးယားလိဂ်ပြည်သက်တွေကြားမှာနာမည်တစ်ခုကျန်ရစ်စေမဲ့လက်ပစ်ဘောကိုစတုတ်စီတီတို့စတင်သုံးပြုခဲ့ပြီးအက်စတွန်ဗီလာနဲ့2-2တီရလာထွက်ပေါ်နေခြင်းထက်ဆောင်အချိန်ပို4မိနစ်မှာစတုတ်စီတီတို့လက်ပစ်ဘောရခဲ့ပါတယ်အဲ့ဒီလက်ပစ်ဘောကနေအက်စတွန်ဗီလာ9ဧရိယာထဲကိုဒီလက်ကပြစ်ထည့်ပေးခဲ့ပြီးတိုက်စစ်မှု CDB ကကောင်းတိုက်အဆုံးသတ်ခဲ့လို့စတုတ်စီတီတို့3-2နဲ့အနိုင်ရခဲ့ပြီးဒီလက်ရဲ့လက်ပစ်ဘောတွေကိုလည်းဘောလုံးပြည်သက်တွေစတင်သတိထားမိလာကြတာဖြစ်ပါတယ်ဒါကကျွန်တော်တို့အတွက်ပြဿနာတရားပါပဲကျွန်တော်တို့တပွဲလုံးအကောင်းဆုံးကစားခဲ့တာပါစတုတ်စီတီကကောင်းတာလားဒါမှမဟုတ်တခြားဘာဖြစ်မလဲကျွန်တော်မသိပါဘူးဒါကလည်းကစားပွဲရဲ့အစိတ်ပိုင်းတစ်ခုပဲလေဒီမတိုင်ခင်ကျွန်တော်တို့ကောင်းကစားနိုင်ခဲ့ပါတယ်လို့အဲ့ဒီချိန်ကအက်စတွန်ဗီလာအသင်းပြမာတင်အိုနီကပွဲပြီးမှဒီလက်ရဲ့လက်ပစ်ဘောနဲ့ပတ်သက်လို့မှတ်ချက်ပေးသွားခဲ့ပါတယ်အဲ့ဒီနောက်နှစ်ပတ်အကြာအယ်ဗာတာနဲ့ပွဲမှာလည်းစတုတ်စီတီတို့3-2နဲ့ရှုံးနိမ့်ခဲ့ပေမဲ့ဒီလက်ရဲ့လက်ပစ်ဘောတွေကနေ3-2ထိရခဲ့ပြန်ပါတယ်အဲ့ဒါကအဲ့ဒီရာသီပရီးမီးယားလိဂ်စတုတ်စီတီတို့ရခဲ့တဲ့ပထမဆုံး3-9မှာ3-9ကဒီလက်ရဲ့လက်ပစ်ဘောတွေစီကရခဲ့တာပါနောက်ထပ်2010-17ဘောလုံးရာသီမှာစတုတ်စီတီတို့ FA ဖလားဘောလုံးပွဲထိရောက်ခဲ့ပြီးပြိုင်ပွဲတစ်လျှောက်ဒီလက်ရဲ့လက်ပစ်ဘောတွေကစတုတ်စီတီရဲ့ရေးပါတဲ့လက်နက်တစ်ခုဖြစ်လာခဲ့တာပါဒီလက်ဆိုတာနဲ့သူ့ရဲ့လက်ပစ်ဘောတွေကိုတွေးပြီးမြင်အောင်မိလာတဲ့အထိဖြစ်လာရတာကတော့ဒီလက်ဟာဘောလုံးသမားမဖြစ်ခင်ကထံပစ်အားကစားသမားတစ်ယောက်ဖြစ်ခဲ့ပြီးဒီလိုလက်ပစ်ဘောတွေကိုသူစပြီးသုံးပြုခဲ့တာကတော့စတုတ်စီတီတင်းထဲမှာမဟုတ်ပဲကာလီလီတင်းမှာကလေးကဖြစ်ပါတယ်ဒါကဒေါန်ကန်ဘောတွေထက်ပိုပြီးတိကျတယ်။ကင်တွေရတာပိုခက်ခဲတယ်။အခြားအသင်းတွေမှာလည်းဒါကိုကျွန်တော်သုံးဖူးပေမဲ့စတုတ်စီတီမှာတော့အရက်ရှိတဲ့ကစားသမားတွေပုံများတယ်။ဒါကြောင့်လည်းပိုပြီးအလုပ်ဖြစ်ခဲ့တာပါ။ဒါကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင်ပြိုင်ဖက်ကကာကွယ်နိုင်မဲ့နီလန်တကယ်မရှိပါဘူးလို့ဒီလက်ကသူ့ရဲ့လက်ပစ်ဘောတွေနဲ့ပတ်သက်ပြီးပြောပါတယ်။ဒါကဘောလုံးကန်တာနဲ့တူတယ်။မတရားတဲ့အားသာချက်တစ်ခုလိုဖြစ်နေတာပါ။ဘောလုံးမှာပုံမှန်အားသာချက်မဟုတ်တဲ့ခွန်အားတစ်ခုကိုယူသုံးနေတာနဲ့တူတယ်လို့အာဆင်ဝွန်ကာကပြောပါတယ်။စတုတ်စီတီအနေနဲ့ FA ဖလားဘောလုံးပွဲကစားတာ1984နောက်ပိုင်းပထမဆုံးချိန်ဖြစ်ပါတယ်။ဥရောပဝင်ခွင့်ကတော့ပထမဆုံးချိန်ဖြစ်ပြီးယူရိုပါလိဂ်ရှုံးထွက်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဒီလက်ဟာပွဲကစားချိန်တွေနဲ့ပါလာပြီးအသက်30ကျော်ကိုရောက်လာတဲ့နောက်ပိုင်းချန်ပီယံရှစ်ကလပ်ဘန်စလီနဲ့အဲဒီနောက်လိဂ်2ကလပ်ကဘာတွန်အသင်းတွေကိုပြောင်းရွှေ့သွားခဲ့ပြီး2013မှာတော့ကစားသမားဘဝကိုဆုံးသက်သွားခဲ့ပါတယ်။ဒီလက်တယောက်ဘောလုံးကစားရကနေနားခဲ့ပြီးဆိုပေမဲ့သူချန်ရစ်ခဲ့တဲ့လက်ပစ်ဘောပစ်နည်းနုပညာကတော့ဒီနေ့ပရီးမီးယားလိဂ်မှာတစ်ခါပြန်ပြီးကျင့်သုံးနေရပြီဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်လက်ပစ်ဘောကနေတွင်းကိုတွေရနေတဲ့အချိန်တိုင်းမှာဘာဂလီခစ်ကပရီးမီးယားလိဂ်ပြည်သက်တွေကတော့ဒီလက်ဆိုတဲ့စတုတ်စီတီကကစားသမားနာမည်ကိုအမှတ်တရရှိနေကြအောင်မှာဖြစ်ပါတယ်